စင်မပြေမှုတွေကြောင့်ပေါ့နော်မိဘဘဝပေးအခြေအနေမျိုးကြောင့်ပေါ့နော်နေရက်ဒေတာတွေစွန့်ခွာကြတယ်ကျမတို့လူငယ်မောင်မယ်တွေပေါ့နော်သူတို့အထူးရည်ရွယ်ပြီးမှတည်ဆူပေးမှာဖြစ်ပါတယ်ပေါ့နော်အားလုံးပေါ့နော်အိမ်ကိုလွမ်းကြတယ်မိဘရဲ့ရိတ်ကိုလွမ်းကြတယ်မိဘအိမ်ကိုအမိအိမ်ကိုလွမ်းကြတယ်ပေါ့နော်အားလုံးဘဝပန်းနိုင်ရေပေါ့နော်ကောင်းမွန်စွာနဲ့ဆက်လက်ရှောက်လန်းနိုင်ကြပါစေလို့နော်အားလုံးလူငယ်မောင်မြတ်များနော်တိုက်တဘာမှာရောက်ရှိနေကြတဲ့အလုံးလုံးမျိုးကြတဲ့လူငယ်မောင်များများအားလုံးပေါ့နော်စစ်စစ်အနေနဲ့ fighting လို့ပြောချင်တယ်ပေါ့နော် fighting ဆက်သွားကြမယ်တနေ့ကြလို့ရှိရင်ကျမတို့အတွက်အလင်းရောင်ရောက်လာပါလိမ့်မယ်ပေါ့နော်အခုစစ်တီဆုံမြချင်းကတော့အိတ်ကထဲကမှန်တာများလို့မြင်ရပါတယ်ချင်းကိုအိတ်ကတဲ့ထားနိုးပြချင်းမရောင်းကစားချစ်တော်သူများကိုဝေးကနေရွမ်းကြဒီကြစင်ကိုနှောင်းမိထားချစ်ပြီးရတဲ့လောကတရားဒီကချင်းကကောင်းဆုံးရဟုတ်လားစွတ်တင်ပါတယ်